အိမ်ချမ်းဝန်းထဲမှာနှင်းစီပင်စိုက်ပျိုးခြင်းသူတွေအတွက်နှင်းစီပင်စိုက်ပျိုးနေကြောင်းကိုဒီဗီဒီယိုလေးကနေပြီးမျှဝေပေးပါမယ်ရှင်။နှင်းစီပင်တွေစိုက်ပျိုးမဲ့နေရာဟာနေအောင်ကြည်ရရှိတဲ့နေရာဖြစ်ဖို့လိုပါတယ်။အပင်ချေရင်းမှာရေဝတ်ရင်အမြင့်ပုတ်သွားနိုင်တာကြောင့်ရေစီးရေလာကောင်းမွန်တဲ့နေရာဖြစ်ဖို့လည်းလိုပါတယ်။စိုက်ပျိုးမဲ့မြေကြီးကိုနွားချေးတိရွက်ဆွေးသေးတွေနဲ့ရောဆက်ရပါမယ်။ပန်းအိုးနဲ့စိုက်မယ်ဆိုရင်လည်းပန်းအိုးရဲ့အောက်ခြေမှာကြောက်စရစ်ခဲတွေအရင်ဖြည့်ပြီးရေဝတ်တာကိုကာကွယ်စိုက်ပျိုးနိုင်ပါတယ်။နှင်းစီပန်းစတင်စိုက်ပျိုးမယ်ဆိုရင်အပူချိန်အရမ်းပြင်းတဲ့ကာလတွေကိုရှောင်ပါနော်။ရေလောင်းရာမှာဂယုစိုက်ဖို့လည်းအရေးကြီးပါတယ်။မြေမျက်နှာပြင်ရေဝတ်နေရင်အမြင့်ပုတ်သွားတတ်ပါတယ်။စိုက်ပျိုးပြီးပထမလတွေမှာ2ရက်ကိုတစ်ကြိမ်လောက်ရေလောင်းပေးပါနောက်ပိုင်းကာလတွေမှာတော့ရာသီဥတုအနေအထားကိုကြည့်ပြီးရေလောင်းပေးလို့ရပါတယ်။မြေဩဇာအနေနဲ့နွားချေးဆွေးကိုပုံမှန်ထည့်ကျွေးပေးပါ။ဓာတ်မြေဩဇာသုံးမယ်ဆိုရင်လည်းရပါတယ်။တစ်နှစ်ကို3ကြိမ်လောက်မြေဩဇာကျွေးရင်အပွင့်တွေများလာမှာပါ။အပွင့်ပွင့်ပြီးသွားရင်ကိုင်းအဟောင်းတွေကိုဖျက်ပစ်ပေးပါအပင်လေးဝင်လေးထွက်ကောင်းမွန်စေဖို့အတွက်ပါ။ဒီလိုမျိုးနီးစနစ်တွေကိုလိုက်နာပြီးတေချာဂယုစိုက်ပေးမယ်ဆိုရင်တော့လှပတဲ့နှင်းစီပန်းတွေရလာမှာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။